ပဲခူးရွှေမော်တော်ဖျားကိုနေ့စဉ်ဖူးမြော်ခဲ့တာကြောင့်ကုညီမဲ့သူတွေပေါ်လာပြီးအိမ်ပိုင်လေးရရှိတော့မယ့်စိုက်ကားဆရာအဖိုးအားလုံးမင်္ဂလာပါဘေးနောင် page လေးကနေကြိုဆိုလိုက်ပါတယ်ဒီအပိုင်း TikTok ပေါ်မှာလူတွေကိုစိတ်အေးချမ်းသွားစေတယ်လို့စိတ်မကောင်းဖြစ်သွားစေတဲ့အဖိုးတယောက်ရှိပါတယ်အဲ့ဒါကတော့လမ်းဘေးတနေရာမှာစိုက်ကားကိုရက်ဖနက်မပါပဲစိုက်ကားပေါ်ကနေရွှေမော်တော်ဖျားကြီးဘက်ကိုလှမ်းမြော်ကလက်အုပ်ချီနေတဲ့အဖိုးတယောက်ရဲ့ပုံဖြစ်ပါတယ်ဒီပုံလေးကရိုးရှင်းပေမဲ့အတိတ်ပဲအများကြီးရှိပြီးဘဝကိုပင်ပင်မမန်းရုန်းကန်နေရတဲ့ကြားကဖျားတရားကိုမမေ့မလျော့နှလုံးသွင်းနေတဲ့အဖိုးရဲ့စိတ်ထားကိုပေါ်လွင်စေတာပါဒီအဖိုးရဲ့နာမည်ကတော့ဦးတင်ဦးလို့ခေါ်ပြီးသူ့ဘဝကအပြစ်မှန်းကကြည့်ရင်တော်တော်လေးကိုကြမ်းတမ်းပါတယ်ပဲခူးမြို့မှာနေထိုင်ပြီးစိုက်ကားနှင်းကဝမ်းစာရှာနေရတဲ့သူပါရှင်အဖိုးကနေဘက်မှာလည်းစိုက်ကားနေရတယ်လို့ညနေဘက်ဒီမှာလည်းညစီတန်းမှာမုတ်ဖတ်ပို့ရပါတယ်အရင်ကတော့အဖိုးကိုကြုံတဲ့သူတွေကလှူဒန်းသွားလိမ့်ရှိတယ်ရှင်စိတ်မကောင်းစရာအကောင်းဆုံးအချက်ကတော့အဖိုးမှာဖက်နှက်လေးတောင်မရှိပဲတဲဝိုလေးမှာသာနေထိုင်ရတာပါဒါပေမဲ့အဖိုးကတော့အားငယ်စိတ်ဝင်နေတာမျိုးမတွေ့ရပဲအသက်ရှင်နေတဲ့၍အလုံးလုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့စိုက်ကားနေနေတာပါအဖိုးဦးတင်ဦးမှာထူးခြားတဲ့အလေးထားတစ်ခုရှိပြီးအဲ့ဒါကတော့ညနေရောက်ပြီဆိုရင်ပဲခူးရွှေမော်တော်ဖျားကြီးကိုမှန်းမြော်ပြီးလက်အုပ်ချီရှ िख ိုးလေးရှိပါတယ်ဖျားရင်မြင်ပေါ်သွားဖို့အချိန်မရရင်တော့လမ်းဘေးကနေလှမ်းဖူးရရင်ကျင်းနေတဲ့အဖိုးရဲ့စိတ်ကတကယ်ကိုဖြူစင်တာပါနေကင်းဘက်ပင်မသမျှကိုညနေခင်းဖျားရှ िख ိုးပြီးဒါဟာအဖိုးရဲ့နေ့စဉ်ပြုတဲ့ကုသိုလ်တစ်ခုဖြစ်ပါတယ်ငွေကြေးချမ်းသာမှာကုသိုလ်ရှာနိုင်တာမဟုတ်ဘဲသူတက်နိုင်တဲ့အရာနဲ့ပဲကုသိုလ်ကိုနေ့စဉ်ဆုဆောင်ခဲ့တာပါပဲခူးရွှေမော်တော်ဖျားကိုအဖိုးကစိုက်ကားပေါ်ကနေဖျားဖူးနေတာကိုတစ်တော့သုံးသူတယောက်ကတင်လိုက်ရာကနေကုညီမဲ့သူတွေပေါ်လာခဲ့ပါတယ်အဖိုးတယောက်ဘာတွေများဆူတောင်းနေတာလဲဆိုပြီးသိချင်ကြသလိုအဖိုးရဲ့ဆူတောင်းတွေကိုဖြည့်ပေးခြင်းနဲ့ဆိုပြီးတော့လေစေတနာရှင်တွေကပြောလာကြတာပါအခုဆိုရင်တော့အဖိုးကိုကုညီမဲ့သူတွေကပေါ်လာပြီးဖြစ်ပါတယ်အဖိုးရဲ့နေထိုင်တဲ့ဘဝကိုသွားကြည့်တဲ့အခါမှာအဖိုးမှာကိုပိုင်အိမ်ကိုပိုင်မြေဆိုတာမရှိပါဘူးရှင်လက်ရှိနေထိုင်နေရတာကလည်းဝါထရံတွေမိုးကအဆုပ်တွေနဲ့ဖြစ်တယ်လို့စောက်ထားတဲ့တဲဝပြက်လေးတစ်လုံးပါမိုးရွာရင်လည်းမလုံးနေပူရင်လည်းမလုံးတဲ့ဒီနေရာလေးမှာတက်ကြီးရွယ်ကိုတယောက်နေထိုင်ရတာကစိတ်မကောင်းစရာပါနော်တရားရှိတဲ့သူကိုကံတရားကစောင့်ရှောက်တယ်ဆိုတဲ့စကားအတိုင်းအဖိုးရဲ့ယူသားမှုနဲ့ဘာသာတရားကိုင်းဆိုင်မှုကိုမြင်တွေ့ရတဲ့စေတနာရှင်တွေကအဖိုးကိုဝိုင်းဝန်းကူညီဖို့ရောက်လာကြပါပြီတဲနန်းတော်လေးများအဖွဲ့ကအဖိုးနေထိုင်ဖို့အိမ်လေးတစ်လုံးဆောက်လုပ်လှူဒန်းဖို့စီစဉ်နေကြတာပါမကြခင်မှာအဖိုးတယောက်မိုးလုံလေးလုံးအိမ်လေးတစ်လုံးထဲမှာစိတ်ချလက်ချဖျားဝှေ့ပြုတ်နိုင်တော့မှာဖြစ်ပါတယ်အဖိုးအတွက်လောက်စင်လာတိုင်းထောက်ပံ့ငွေပေးမဲ့သူတွေကလည်းရှိလာတာကြောင့်ပူပန်စရာမလိုတော့ဘူးရှင်အဖိုးမှာတိုက်တာအစာအုံငွေကြေးတနမရှိပေမဲ့စိတ်ချမ်းသာမှုနဲ့ကြီးညိုစရာကောင်းတဲ့တရားတရားရှိပြီးဒီကုသူတွေကပဲသူ့ကိုစောင့်ရှောက်ဖို့ဖြစ်လာစေပါတယ်အဖိုးဦးတင်ဦးကကုညီသူတွေပေါ်ပေါက်လာပါစေဆိုပြီးနေ့စဉ်နေ့တိုင်းဖျားဖူးတာမဟုတ်ပေမဲ့အခုတော့အဖိုးကိုနှကောင်းနှမျက်တွေကမဆားလိုက်တယ်လို့တော့ထင်ရပါတယ်ပိုင်ဆိုင်မှုတွေမရှိပေမဲ့အဖိုးကတော့ဘာမှမရှိပေမဲ့ရှိတာလေးနဲ့ရောင်းရဲပြီးဖျားတရားနဲ့အေးချမ်းအောင်နေတတ်ပါတယ်အခုတော့သူ့ရဲ့ကုသိုလ်ကံတွေကအကျိုးပေးပြီးအိမ်အသစ်တစ်လုံးအဖြစ်ရရှိတော့မှာပါပဲခူးမြို့ကစိုက်ကားဆရာကြီးဖိုးဖိုးဦးတင်ဦးလည်းကြံရှိတဲ့ဘဝတက်တန်းမှာအိမ်အသစ်လေးနဲ့အတူကျမ်းမာပျော်ရွှင်စွာသီလဆောက်တည်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးသူတွေအားလုံးလည်းနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ